ဒီမှာအခုသတင်းတစ်ပုဒ်တက်လာတွေ့ရရခိုင်နဲ့ပတ်သက်တဲ့ဒီရေးကိစ္စပေါ့လေဒါပြီးခဲ့တဲ့ဒီကာလမှာဒီထန်းလျှောက်ခံရွာမှာပြစ်ပြတ်သွားတာနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုနိုင်ငံတကာမှာလည်းပြောကြဆိုကြတဲ့အခြေအနေတွေရှိခဲ့တယ်ပေါ့ဒီတစ်ဖက်မှာလေဒီလိုရင်းကြီးတက်ကြလှုပ်ရှားသူတွေနဲ့ဒီ AA နဲ့အာရကတတော်နဲ့ကြားထဲမှာလည်းဒီအပြန်အလှန်ပြောဆိုမှုတွေရှိခဲ့တယ်ဖြစ်ရလည်းရှိခဲ့တယ်အခုတော့ဒီအာရကတတော် AA ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကနေပြီးတော့မှရခိုင်ပြည်နယ်မှာဒီကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးမှုတွေလာလုပ်ဖို့ဖိတ်ခေါ်ရဲဆိုတဲ့သတင်းလေးကျွန်တော်တွေ့လိုက်ရပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပဲစပြီးတော့ကိုကျော်တင်ဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးပါကိုကျော်မောင်ဆိုတော့ပြောတာကတော့မြန်မာနိုင်ငံလူ့ခွင့်ရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ်ပေါ့ဗျာအထူးစုံစမ်းစစ်ဆေးမှုလည်းပြောတယ်အထူးကိုယ်စားလှယ်လည်းပြောတယ်Tom Andrewsကပြီးခဲ့တဲ့အောက်တိုဘာလ20ရက်နေ့ကလူ့ခွင့်ရေးကောင်စီကိုတင်သွင်းတဲ့သူ့ရဲ့အစီရင်ခံစာထဲမှာထည့်ပြီးတော့ပြောထားတာဆိုတော့တန်းလျှောက်ခံအခြေအနေပါဝင်တခြားအခြေအနေတွေကိုလာပြီးတော့လေ့လာဖို့စုံစမ်းဖို့လာဘုချုပ်ထွန်းမြတ်နိုင်ကသူ့ကိုခေါ်တယ်ဖိတ်တယ်ဆိုတာကတိတ်မကြခင်ရပ်ပိုင်းကဖြစ်တာတော့ဟုတ်ပုံမရအောင်ဘာလို့ဆိုဒီစင်ခံစာမျိုးဆိုတာကအချိန်ယူပြီးရေးတဲ့စင်ခံစာမျိုးเนาะကျွန်တော်လာနှစ်ချီပြီးချိန်ပြီးရေးတာဆိုတော့ဒုံခဲ့တဲ့တရက်တရက်ကပြောတာပုံပဲနဲ့စင်ခံစာပြုစုနေတဲ့အချိန်ကာလတုန်းကပြောတာဖြစ်မယ်လို့ကျွန်တော်ခံမှန်းနေပေါ့နော်ဆိုတော့ဒီစင်ခံစာပြုစုနေတဲ့အချိန်ကာလမှာ Tom Andrews ကဘုချုပ်ထွန်းမြတ်နိုင်အပါအဝင်ဒီခေါင်းဆောင်တွေနဲ့သူအချိန်ချင်းစကားပြောခဲ့တယ်ဒီထန်းလျှောက်ခံကြီးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ထန်းလျှောက်ခံကြီးရွာမှာရိုဟင်ဂျာအများအပြားကိုလားရှင်းပြောအေးရတက်တယ်ပေါ့ဗျာဆိုတဲ့ဆွဆွဲချက်နဲ့ပတ်သက်ပြီးတော့ဘုချုပ်ထွန်းမြတ်နိုင်ကပြင်းပြင်းထန်ထန်ညင်းတယ်လို့ Tom Andrews ရဲ့အစီရင်ခံစာထဲမှာထည့်ရေးထားတယ်အဲ့လိုထန်းလျှောက်ခံအပါအဝင်ပေါ့နော်အေကရိုဟင်ဂျာတွေအပေါ်မှာလူခွင့်ရေးချိုးဖောက်တယ်ဆိုပြီးတော့ဆွဆွဲမှုရှိတဲ့နေရာတွေကိုလာပြီးတော့လိလာစုံစမ်းဖို့ဘိုးချုပ်ထွန်းမြတ်နိုင်ကဖိတ်ခေါ်တယ်လို့သူကထည့်ပြောထားတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့သတင်းထွက်လာတဲ့အချိန်မှာဒီပေါ်မှာဝေဖန်တာမျိုးလည်းပဲတွေ့ရတယ်ဆိုတော့ဖိတ်တာကလူခွင့်ရေးအထူးကိုယ်စားလှယ်ပဲလားတကယ်လာဖို့ဘောလမ်းဖွင့်ပေးမှလားမီဒီယာဝါဒဖြန့်ဖို့တက်လားစောင့်ကြည့်ရမယ်စသည်အဖြစ်ပေါ့နော်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာ Tom Andrews အပြင်ကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်အပြင်ဟုတ်လားမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးအဖွဲ့ IIW မျိုးပြီးတော့ကုလသမဂ္ဂလူခွင့်ရေးကော်မရှင်နာမင်းကြီးရုံးကစုံစမ်းရေးအဖွဲ့ကိုပါခေါ်တဲ့နေလွတ်လပ်တဲ့မီဒီယာတွေခေါ်တဲ့နေစသည်အပြင်ဒီလိုမျိုးထောက်ပြကြလားထောက်ပြတာလည်းတွေ့ရတယ်ပေါ့ဗျာအဲ့တော့Tom Andrews ရဲ့အစီရင်ခံစာထဲမှာတော့ဒီပါ AA ပေါ်မှာအချက်6ချက်တောင်းထားတယ်တွေ့တယ်နံပါတ်1အချက်ကမွတ်စလင်လူနည်းစုတွေအပါအဝင်ရခိုင်ပြည်နယ်မှာရှိတဲ့အားလုံးရဲ့လူ့ခွင့်ရေးခံစား권နဲ့ပတ်သက်ပြီးတော့ဟုတ်လား AA ကလူသိရှင်ကြားအတည်ပြုပေးဖို့နောက်နံပါတ်2အချက်ကမွတ်စလင်ရသားတွေအပေါ်မှာလူ့ခွင့်ရေးချိုးဖောက်တာမျိုးတွေမလုပ်အောင် AA တပ်ဖွဲ့ဝင်တွေအတွက်ရှင်းလင်းပြတ်သားတဲ့အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့နောက်နံပါတ်3အချက်ကနိုင်ငံတကာလူ့ခွင့်ရေးဥပဒေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေမှာပါတဲ့အတိုင်းလွတ်လပ်စွာသွားလာခွင့်ပြုဖို့နဲ့တဘူဝကြောင်းဆိုင်ရာကတ်သက်ချက်တွေချထားတာကိုရုပ်သိမ်းပေးဖို့နောက်နံပါတ်4အချက်ကယုံကြည်စိတ်ချရတဲ့လူ့ခွင့်ရေးချိုးဖောက်မှုဆိုင်ရာအစီရင်ခံစာတွေနဲ့ပတ်သက်ရင်စုံစမ်းစစ်ဆေးပြီးတော့ကျူးလွန်သူတွေတာဝန်ခံမှုရှိအောင်လုပ်ဖို့နောက်နံပါတ်5အချက်ကရခိုင်ပြည်နယ်တွင်းကလူ့ခွင့်ရေးချိုးဖောက်မှုဆိုင်ရာဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့လွတ်လပ်ပြီးတမန်ကျတဲ့စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းတွေမှာထောက်ခံအားပေးဖို့ပူးပေါင်းဆောင်ရွက်ဖို့နောက်ဆုံးချက်နံပါတ်6အချက်ကရခိုင်ပြည်နယ်နဲ့ပြည်ပမှာရောက်နေတဲ့ရိုဟင်ဂျာတိုင်ဝမ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့ဆိုပြီးတော့6ချက်တောင်းထားတယ်အဲဒီအစီအခံစာထဲမှာပဲရခိုင်ပြည်နယ်ဘက်မှာဟလာအာဆာနဲ့ RSO အဖွဲ့တွေကလူခွင့်ချိုးဖောက်မှုတွေကျူးလွန်တာရသားတွေပေါ်မှာကျူးလွန်တာဒါဟာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီအစီအခံစာထဲမှာထည့်ထားတယ်ဆိုတော့ Tom Andrews ရဲ့အစီအခံစာက20ရက်နေ့ကတင်သွင်းတယ်ပေါ့ဗျာဆိုတော့ဒီအစီအခံစာနဲ့ပတ်သက်ပြီးတော့လူထွန်းမြတ်နိုင်တို့အာရဖတ်တော်ဘက်ကတုတ်ပြန်ပြောတာတော့မတွေ့ရသေးဘူးကျွန်တော်မတွေ့သေးဘူးပေါ့နော်ဘယ်လိုတုတ်ပြန်လာမလဲဆိုတော့ဆက်ပြီးတော့စောင့်ကြည့်အောင်ရင်တော့သူတို့တုတ်ပြန်ခဲ့ပြရတယ်ရှိတယ်ကျွန်တော်လည်းပြောခဲ့တယ်ဆိုတော့ရခိုင်ပြည်နယ်ရဲ့အခြေအနေကတိတ်ကိုအကဲဆက်ပါတယ်တိတ်ကိုအကဲဆက်ပါတယ်
တိတ်ကိုကဲဆက်တဲ့အခြေအနေမို့လို့ရခိုင်ပြည်နယ်ကဖြစ်ရတွေနဲ့ပတ်သက်ပြီးတော့နော်သက်ဆိုင်တဲ့လူတွေအားလုံးပေါ့နော်နိုင်ဆဆချင်းချင်းအုံနောက်ကြီးရင်ဘတ်ကြီးနဲ့ပြောဆိုလွတ်ဆောင်ဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နော်အစွန်ရောက်တဲ့ပြောဆိုချက်တွေတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်တာတွေဝေဖန်တာဝေဖန်လို့ရတာပေါ့နော်ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ထိုးနှက်တယ်လို့တိုက်ခိုက်တယ်လို့ကတော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာစိတ်လို့မရပဲပိုဝေးစေလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးတော့ဟလာပွဲပြားသွားစီမဲ့စကားမျိုးတွေလုပ်ရက်တွေကလက်ရှိရခိုင်ပြည်နယ်ရဲ့အချက်အတဲပြဿနာကိုဖြေရှင်းဖို့ထောက်ကူဖြစ်မှာမဟုတ်ဘူးလို့လည်းကျွန်တော်ဒီလိုတတ်မြင်ပါတယ်ဒါတွေကဘာဖြစ်နိုင်တယ်လဲဆိုတော့ဒါစစ်တပ်ကဒီရခိုင်ပြည်နယ်အခြေအနေကိုသူတို့ကိုကျူအတွက်အသုံးချဖို့လမ်းဖွင့်ပေးတယ်လို့ဖြစ်နိုင်ပါတယ်ရင်းကလည်းအသုံးချခဲ့ဘူးဒါဟိုပြောတဲ့ဝေဖန်တဲ့ပြောဆိုချက်တွေပါနေညာပဲနှစ်ဖက်ကိုပြောတာပေါ့နော်တစ်စလုံးရအောင်ကျွန်တော်ကဒီလိုပြောတာဆိုတာလောက်တာကြောင့်စစ်တပ်ကိုအားပေးတယ်လို့ဖြစ်တယ်စစ်တပ်ကိုအသုံးချဖို့ခွင့်ရပေးနေတယ်လို့ကျွန်တော်တိုင်းဆိုတာမဟုတ်ဘူးအဲ့လိုဖြစ်သွားစေနိုင်တယ်ပေါ့တော်တော်နေရဒီကြီးရွယ်ပြီးမဲ့ကျွန်တော်အနေနဲ့ကတော့ကိုကျော်မောင်ရဲ့ဒီရခိုင်ပြည်နယ်ချက်တဲပြဿနာကအမြန်ဆုံးပြည်လေနိုင်ဖို့တော့ဒီလမ်းမမြင်မိဘူးသို့တော်လည်းပဲအဲ့လိုပြည်လေနိုင်မဲ့လမ်းကြောင်းပေါ်တော့အမြန်ဆုံးရှောက်နိုင်ဖို့လိုတယ်လို့ကျွန်တော်မြင်မိပါတယ်ကြောက်ဟုတ်ကဲ့ပါကိုကျော်သိန်းဒါလည်းပတ်သက်ပြီးတော့ဒါကိုကျော်သိန်းအရေးအစီအစဉ်တွေမှာလည်းဒါဒီအကြောင်းလေးဆွေးနွေးခဲ့တာလည်းရှိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒါလက်ရှိအချိန်မှာလည်းဒါရခိုင်ပြည်နယ်မှာရှိနေတဲ့ဒီရိုဟင်ဂျာပြည်သူတွေအနေနဲ့ရောနောက်တစ်ခါဒီနေရဆုံးကထပ်ပြေးနေရတဲ့ရိုဟင်ဂျာပြည်သူတွေဒါနေရပြန်နိုင်ဖို့ပုံသိက္ခာရှိရှိနေရပြန်နိုင်ဖို့လို့တည်ငြိမ်အေဂျင့်ဖို့ဆိုလို့ရှိရင်လည်းအာရခတော်အေးနဲ့လည်းဒါထိတွေ့ဆက်ဆံပြီးတော့ကိုဒါဟိုအဖြေရှာရမယ်ဆွေးနွေးအဖြေရှာရမယ်အခြေအနေရတော့ဒါ very အမှန်တရားလို့ပဲကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒါဒီရိုဟင်ဂျာရေးတကြလှူရှားတဲ့ခေါင်းဆောင်တွေအနေနဲ့ဒါမျိုးတွေကိုဟိုဒီလိုကိုကျော်သိန်းဆွေးနွေးသလိုပဲရင်ဘက်ချင်နဲ့မြင်ကြည့်နိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာတွေတစ်ခုသွားလိုက်အောင်ပါဆိုတော့နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒါ Justice for Myanmar ကနေပြီးတော့ဗောလေဒါထုတ်ပြန်လိုက်တဲ့အချက်ဗောလေဆိုတော့ဒါကဘာလဲဆိုတော့ဒီလက်ရှိဒီစိုက်ဘာငွေလိမ်ကြားဖြတ်လုပ်ငန်းတွေဗောလေဒါရဲ့ရေတောက်မြစ်ကဒါမြန်မာစစ်တပ်နဲ့ဒါသူ့ရဲ့လက်အောက်ခံပြည်သူစစ်တွေနောက်နေကြောင်းဆောင်တက်တွေဖြစ်တယ်ဆိုပြီးတော့ဒါထုတ်ပြန်လိုက်တာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီကြားဖြတ်ကိစ္စကလည်းပြီးခဲ့နေ့ရတယ်ကျွန်တော်တို့ KK ဘတ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာရှိတဲ့အခါကျတော့ဒီနေ့လည်းဒါထပ်ပြီးဆွေးနွေးဖို့ဖြစ်လာတယ်ဗောလေဆိုတော့ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးစပြီးတော့ကိုကျော်သိန်းရဲ့ဒီဟိုဆွေးနွေးချက်တွေကိုသိရအောင်ပါဟုတ်ကဲ့ပါကိုကျော်မောင်ကြားဖြတ်ကိစ္စကတော့ဒီအပိုင်းမှာဇက်တိုက်လူလှုပ်တာပေါ့ဗျာနော်ဒါ Justice for Myanmar အဖွဲ့ကလည်းဒီဟာကိုပဲအခွင့်အရေးဖြစ်ရယူပြီးတော့ဒါပို့ပြီးတော့တွန်းအားပေးတဲ့သဘောလို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဒေတာတွင်မတည်ငြိမ်မှုရဲ့ရေတောက်မြစ်ဖြစ်တဲ့နော်မင်းအောင်လှိုင်တို့စစ်တပ်နဲ့မင်းအောင်လှိုင်တို့စစ်တပ်နဲ့စစ်တပ်ကိုပေါ့ဗျာနော်ဒီရှိတော်ချနိုင်ငံများအဖွဲ့ ASEAN နဲ့နိုင်ငံတကာကမဖြစ်မနေရေးယူဖို့ဆိုပြီးတော့ GFM အဖွဲ့ကတောင်းဆိုထားတယ်တော့သူတို့ဒီထဲမှာထောက်ပြထားတာတွေရှိပါတယ်ကျွန်တော်အချုပ်လေးတွေပြောသွားပါဆိုတော့မင်းအောင်လှိုင်တို့ရဲ့ဂျပ်စစ်တပ်ဟာရာဇဝတ်စီးပွားရေးကွန်ရက်ကြီးတစ်ခုကိုကြီးကြပ်လက်ပတ်နေတယ်လို့ပြောထားတယ်မင်းအောင်လှိုင်တို့ဂျပ်စစ်တပ်လက်အောက်ခံကရင်နယ်ကြောင်းဆောင်တက်နေရာဇဝတ်စီးပွားရေးလုပ်နေတဲ့ကုမ္ပဏီတွေကိုလက်တက်မွေးထားတယ်ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေပြီးတော့မင်းအောင်လှိုင်တို့ဂျပ်စစ်တပ်ကအကျိုးအမြတ်ရနေတယ်အဲ့တော့ကြားဖြန့်ပေါ့ဗျာကြားဖြန့်ကိုနှိမ်ဖို့အတွက်မင်းအောင်လှိုင်တို့ဂျပ်စစ်တပ်နဲ့လက်အောက်ခံပြည်သူစစ်တွေကိုပြစ်မှတ်ထားရေးယူတယ်မင်းအောင်လှိုင်တို့ဂျပ်စစ်တပ်ဒီပြည်ရေးဥပဒေရပဲဖြစ်ဖြစ်နိုင်ငံတကာဥပဒေပါအဓိပ္ပာယ်ဖွင့်ဆိုချက်တွေရပဲဖြစ်ဖြစ်အကြမ်းဖက်စစ်တပ်ဖြစ်တယ်ဒေတာတွေမတည်ငြိမ်မှုရဲ့အဓိကရေတောင်းမြစ်လက်သက်တွေဖြစ်တယ်အာဆီယံဒီဂျပ်စစ်အုပ်စုကိုနိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးခဲ့အကြမ်းဖက်စစ်တပ်နဲ့ဂျပ်ဖက်ရဲတပ်ဖွဲ့ကိုထောက်လှမ်းရေးတည်အချက်နဲ့လေ့ကျင့်သင်ကြားတာတွေလုပ်ပေးခဲ့ဒါကြောင့်မို့လို့ဟလာရာဇဝတ်စီးပွားရေးလုပ်တဲ့ကွန်ရက်ကပို့ပြီးတော့အတင့်ရဲခဲ့တယ်တဲ့ပြီးတော့အဲ့လိုကျူးလွန်တာကိုနိုင်ငံတကာဥပဒေကြောင်းအရရေးယူတာမျိုးကနေ
ရှောင်းနိုင်တဲ့အသိပညာတွေအာဆီယံကပေးခဲ့တယ်တဲ့ဒီချက်တွေကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုနိုင်ငံတကာအနေနဲ့တုံ့ပြန်တဲ့ကိစ္စမှာထိခိုက်စေခဲ့တယ်တဲ့အဲ့တော့တိမ်ကြခင်ကျင်းပဖို့ရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြောက်လိုင်းတို့ရဲ့တူအယောင်ရွေးကောက်ပွဲကိုတက်ပြက်သားသားဆန့်ကျင်ပြီးတော့ရပ်တည်ပါတဲ့မြောက်လိုင်းတို့အတွက်ဗန်နာငွေစစ်လက်နက်ပစ္စည်းလေယာဉ်စီးစသည်အဖြစ်ရနေတဲ့ဝင်နေတဲ့လမ်းကြောင်းတွေဖြတ်တောက်ပါတဲ့ပြီးတော့လူမျိုးတို့တက်ဖြတ်မှုဆေးရဆွေးမှုလူသားမျိုးတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနိုင်ငံတကာကနေပြီးတော့ရေးယူပါတဲ့ဒီစစ်တပ်ကိုဖျက်ပြီးတော့ Federal Democracy တည်ဆောက်ရေးမြန်မာလူထုရုန်းကန်စူးစမ်းနေတဲ့အပေါ်ပံ့ပိုးကူညီမှသာတည်းဒီစိုက်ဘာပြစ်မှုအကျက်အတဲစိုက်ဘာပြစ်မှုဆိုတာဒါကြားဖြန့်မှုကြီးပဲပေါ့နော်စိုက်ဘာပြစ်မှုအကျက်အတဲမြန်မာနိုင်ငံအကျက်အတဲကိုအာဆီယံနဲ့နိုင်ငံတကာအနေနဲ့အပြီးတိုင်ဖြည့်ရှင်းနိုင်တယ်နော်အဲ့တော့ပြောရရင်တော့သူတို့ရဲ့အချုပ်ကမြန်မာလူထုကအကျက်မြောက်လိုင်းတို့ဂျမ်ဘက်စစ်တပ်လက်နဲ့အာကိုအာနာသိန်းတာကိုလုံးဝလက်မခံဘူးအခုလက်ရှိမှာမျိုးဒေါ်လာရေးဆင်နွှဲနေတယ်ဒီမျိုးဒေါ်လာရေးကိုအာဆီယံနဲ့နိုင်ငံတကာကအားပေးဒီမျိုးဒေါ်လာရေးအောင်မြင်မှပဲနိုင်ငံတကာကစိုးရိမ်နေတဲ့ကြားဖြတ်လုပ်ငန်းကိုအပြီးပြတ်နေနိုင်မယ်မြမအရေးကိုလည်းပဲတခါတည်းအပြီးအပြတ်နေနိုင်မယ်ဒါ GFM ရဲ့နောက်ဆုံးကောက်ချက်ပေါ့ဗျာကျွန်တော်မြင်တာတော့ဒီလိုတောင်းဆိုချက်မျိုးတွေများထွက်ဖို့လိုပါတယ်လူတောင်းဆိုချက်မျိုးတွေတောင်းဆိုရုံနဲ့မကောက်ဘူးနော်သက်ဆိုင်ရာနိုင်ငံတွေကတာဝန်ရှိသူတွေနဲ့တွေ့ခွင့်ရတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနဲ့လည်းအဲ့လိုတွေ့ခွင့်ရတဲ့အချိန်မျိုးမှာဒါကိုဦးစားပေးပြီးတော့ဖိအားပေးရမယ်တွန်းပြီးတော့ပြောဆိုရမယ်ကိစ္စရပ်တစ်ခုအဖြစ်ထည့်သွင်းထားတင်ပါတယ်နိုင်ငံဖြတ်ကျော်ရာစုမှုကဒီကြားဖြတ်ကဘာကြောင့်နိုင်ငံဖြတ်ကျော်ရာစုမှုကဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကလည်းပြောပြီးသားနော်ဒီကြားဖြတ်လုပ်ငန်းမှာနိုင်ငံတကာကလူတွေနိုင်ငံရက်သူရက်သားတွေလိမ်လေလှည့်ချားခံရသွေးဆောင်ဖြားယောင်းခံရပြီးတော့ပိတ်လောင်ပြီးအတင်းအဓမ္မအလုတ်ခိုင်းစေခံရဒါနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြစ်သွားပြီလူမောင်ဖို့အခုခံရတယ်ဖမ်းဆီးခံရတယ်ပြီးတော့အဲ့ဒီဂျာဖြတ်လုပ်ငန်းရှိတဲ့နေရာတွေကိုအပို့ခံရတယ်အဲ့ဒီမှာပိတ်လောင်ပြီးတော့ဒီနေ့ကို14နာရီကနေ18နာရီအထိအလုပ်လုပ်ဖို့ခိုင်းစေခံရတယ်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းခံရတယ်အသက်သေးဆုံးတဲ့အထိရှိတယ်အခုဆိုရင်ဒီဘယ်လာရုစ်ကတက်ငယ်အဆိုတချင်းဒီဆိုပြီးပေါ့နော်သူက The Voice ကင်လို့ဝင်ခဲ့တယ်ယူသမီးငယ်လေးဘယ်နည်းဘယ်ပုံအဲ့ဒီနေရာတွေကိုရောက်ပြီးတော့ဘယ်လိုပွဲလွန်သွားလဲမသိဘူးထိုင်းရတပ်ဖွဲ့ကပြောတာတော့အဲ့ဒီယူသမီးငယ်ဒီဘယ်လာရုစ်ယူသမီးငယ်ဒီသူ့ဘောနဲ့သူထိုင်းကနေမြန်မာနိုင်ငံဘက်ကိုလေရင်နဲ့PNC ပြီးတော့ကြီးတဲ့တင်လေရင်နဲ့သွားတယ်လို့ထိုင်းရတပ်ဖွဲ့ကထုတ်ပြန်ထားတယ်ဆိုတော့သူတို့ထိုင်းကပြောတာတော့ထိုင်းကငါတို့တော့မဆိုင်ဘူးထိုင်းကလက်ရှောင်လိုက်တာပေါ့ငါတို့မြေပေါ်မှာဖြစ်တာမဟုတ်ဘူးဒီမျိုးသမီးဒီငါတို့မြေပေါ်မှာဖမ်းခံရမဟုတ်ဘူးသူဒီမြန်မာနိုင်ငံကိုကိုယ်ဘောနဲ့ကိုသွားခဲ့တယ်သူပျောက်သွားတာနောက်ဆုံးအခုလိုအသက်ဆုံးနေဆိုပြီးတော့သူမိဘကိုကြောင်းကြတာမြန်မာနိုင်ငံမှာဖြစ်တဲ့ကိစ္စဖြစ်တယ်ဆိုတော့ထိုင်းနဲ့မဆိုင်ဘူးပေါ့လေထိုင်းရဲ့ဥပဒေကြောင်းအရတရားစီရင်ပိုင်ခွင့်စုံစမ်းပိုင်ခွင့်တွေမှာမရှိဘူးပေါ့သူတို့ဘက်ကပြတ်သွားအဲ့တော့ဘယ်လိုမျိုးရောက်သွားသလဲဘယ်လိုကွယ်လွန်သွားသလဲမသိဘူးတက်သေးဆုံးပြီးတဲ့နောက်သူရဲ့ခန္ဓာကိုယ်ရင်းကလေးစားတွေကိုထုတ်ပြီးတော့ရောင်းစားခံရတယ်ဆိုတော့တွေ့ရတယ်ပြီးတော့အစိုးပြပြန်လို့ချင်းဒီသားစုကိုဒေါ်လာ9000ပေးရမယ်လို့ဒါပြန်ပေးတယ်ပြန်ပြီးငွေတောင်းတယ်အဲ့တော့မိသားစုနဲ့ညှိနှိုင်းနေတဲ့အချိန်ဒီမှာဘယ်လာရုစ်ဘက်ကဝင်ကြည့်တယ်လို့ပြောတယ်ဝင်ကြည့်တယ်လေဘယ်လိုညှိကြတယ်ဒီဘက်ကဘာသူများကြည့်တာလဲမသိဘူးတာတော့မသိရှင်းရှင်းလင်းလင်းမသိရသေးဘူးဝင်ကြည့်တယ်လို့ပြောတယ်အဲ့တော့ပတ်စံမယူတော့ဘဲနဲ့အယိုးပြပြန်တွဲပြီးတယ်ပြောတယ်နော်တော်တော်စိတ်မကောင်းစရာဒီလိုငယ်ရွယ်ဘဝမှာအောင်မြင်ဖြစ်ထွန်းဖို့ရာလားအများကြီးရှိတဲ့ငယ်ရွယ်တွေပါလူရွယ်တွေပါဒီလိုမျိုးခြေနေဇိုးတဲ့ကြာရောက်ကြတာအခုဆိုရင်ဒီဟောင်ကောင်ပဲထိုင်ဝမ်ပဲနော်အိန္ဒိယပဲဘင်္ဂလားဒေ့ရှ်ပဲဒီဘက်တီကနိုင်ငံသားတွေပါပြီးတော့အဲဒီဘက်ကသတင်းဌာနတွေမှာဒီဇလန်တွေဘလူပြောင်းအောင်ထွက်နေတာအဲ့တော့နိုင်ငံတကာမှာ
မြန်မာဟိဆိုရင်ဟိုကကြားဖြန့်နေပါတွဲမြင်တယ်လို့နာမည်ဖြစ်နေလို့နာမည်ဆိုးလို့နေအဲ့တော့ဟလာအတင်းအဓမ္မခိုင်းစေခံရသူတွေဒီနိုင်ငံတကာကလူတွေဖြစ်တယ်ဒါကြောင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်တယ်ဒီတဲ့အခါကျတော့ပြစ်မှတ်ထားတာဒီမြန်မာနိုင်ငံတွင်းကမြန်မာလူထုကိုတင်ပြစ်မှတ်ထားတာမဟုတ်ဘူးသူတို့အဓိကပြစ်မှတ်ထားတာနိုင်ငံတကာဟလာတရုတ်ပါတယ်အမေရိကန်တကယ်နိုင်ငံရှိနိုင်ငံတွေပါတယ်တရုတ်ပါတယ်အမေရိကန်ပါတယ်စင်ကာပူပါတယ်ထိုင်းပါတယ်မလေးရှားပါတယ်အင်ဒိုနီးရှားပါတယ်ဂျပန်ပါတယ်ကိုရီးယားပါတယ်အကုန်ပါတယ်နိုင်ငံတစ်နိုင်ငံတစ်ကမ္ဘာလုံးပါအဲ့ဒီတစ်ကမ္ဘာလုံးကိုသူတို့ရဲ့တားကောင်တွေသူတို့ပြစ်မှတ်ထားတဲ့တားကောင်တွေဒီတစ်ကမ္ဘာလုံးဖြစ်တယ်ဒါကြောင့်မို့လို့ဒီကိစ္စဒီကြားဖြန့်ကိစ္စဒီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးဖြစ်ဒီလိုမျိုးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးမျိုးကိုအပြည့်အပြတ်ဖြေရှင်းဖို့ဆိုတာကနိုင်ငံစုံပူးပေါင်းလှုပ်ဆောင်မှာရတယ်။နိုင်ငံချင်းသုံးနိုင်ငံချင်းလုပ်နေလို့မရဘူး။တကယ်ပဲပြတ်စီခြင်းနဲ့ဆိုရင်နော်တရုတ်နဲ့အာဆီယံနဲ့တရုတ်နဲ့အမေရိကန်နဲ့တရုတ်အာဆီယံအမေရိကန် EU ပူလာသမဂ္ဂဒါပြီးပေါင်းပြီးတော့ task force နော်တကယ်လုပ်ငန်းအဖွဲ့ပြတ်သားခိုင်မာငွေကြေးရဗန်နာငွေကြေးဘာလို့ဆိုတစ်ဆုံးရှုံးနေတဲ့ဒေါ်လာငွေကဘီလီယံနဲ့ချီတယ်ဗျအဲ့တော့ဒီလိုမျိုးနှိမ်နေတဲ့အဖွဲ့ကိုနိုင်ငံတွေပေါင်းရမငွေစိုက်ထုတ်ပြီးတော့ဖွဲ့စည်းပြီးတော့နော်လုတ်ပိုင်ခွင့်ဆိုရင်လည်းပဲနိုင်ငံတွေပူးပေါင်းပြီးတော့ပေးပြီးတော့ပြတ်သားလုံးမှဒီကိစ္စကပြတ်မင်းအောင်လိုက်တို့ဒီပဝင်စည်းတယ်လို့တော့ဇက်တိုက်ပြီးတော့မလုပ်ကြနဲ့ပေါ့ဗျာဒါမျိုးဆိုလို့ကတော့ကဘာလူဘာသားတွေကြားဖြန့်သားကောင်ဖြစ်ဆက်ပြီးတော့ကြာရောက်နေတဲ့စိတ်မကောင်းစရာသတင်းတွေကျွန်တော်တို့ဆက်ပြီးကြားနေရအောင်ပါလေကြော်တော့ဟုတ်ကဲ့ပါကိုကျော်သိန်းဆိုတော့လေဒီလိုကြားဖြတ်တယ်လို့ပေါ့ကိုကျော်သိန်းဆွေးနွေးသလိုပဲဒါနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးတဲ့တစ်ခုဖြစ်တယ်ပေါ့လေနိုင်ငံတိုင်းကဒီပြည်သူတွေတားကောင်ဖြစ်ခံစားနေရတဲ့အခြေအနေပေါ့ဒါလည်းခုနကဒီကျွန်တော်တို့ဒီ Justice for Myanmar ကဒီထုတ်ပြန်လာတဲ့ချက်လို့ပဲဒါအဓိကရေတောင်းမြစ်ကိုဖြတ်နိုင်မှာပဲဒါကျွန်တော်တို့ဖြစ်မယ်ဆိုတဲ့အခြေအနေပေါ့လေဒီအဓိကရေတောင်းမြစ်ကလည်းဒါဒီလက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်နဲ့ဒီစစ်တပ်ကလက်ဝေခံဖွဲ့စည်းရေးဆိုတာဒါတိတာထင်ရှားနေတာပေါ့ဒါကိုလည်းနိုင်ငံတကာမှာပို့ပြီးကြည်ကြဲပြည့်ထိုးဖောက်နိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့တွေ့တာတစ်ဖက်မှာလည်းဒါဒီစစ်တပ်တောက်တိုင်မီဒီယာတခုကလည်းဒါမျိုးကိုနိုင်ငံတကာကိုဒီ KNU ကိုထိုးထားတဲ့အခြေအမျိုးတွေကိုဒါဖြန့်ချီနေတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့လေဒီ KK ဘက်ကိုဝင်စီးတဲ့နေရာမှာလည်း KNU ကိုထိုးထားတဲ့သတင်းတွေစစ်တပ်ကထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့ဒီ KK ဘက်ထဲမှာလည်းဒါသူထပ်ပြီးတော့စီးနေမယ်ဆိုတဲ့သတင်းတွေကြောင့်ဒါအဲ့မှာလူတွေလည်းပြောင်းရွှေ့နေကြတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တွေ့ရတယ်ပေါ့လေဒါနဲ့ပတ်သက်ပြီးတော့လည်းကိုကျော်သိန်းဆက်ပြီးဆွေးနွေးပြပါအောင်ခင်ဗျခုနကကိုကျော်ကောင်ပြောတဲ့သတင်းလေးကျွန်တော်နည်းနည်းပြောချင်တယ်ဒါနာမည်တက်ပြောရတာ Popular News Channel ကထုတ်တာ Popular News Channel ဆိုသူတွေလုပ်ကလေးဗာလဲကျွန်တော်ပြောဖို့မလိုပါဘူးအဲ့တော့ကျွန်တော်တို့ကဟလာတိုင်းပြည်ပြင်ပမှာရှိနေတဲ့လူတွေကျွန်တော်တို့လူမျိုးတာမီဒီယာကျွန်တော်တို့ကသတင်းပညာမဟုတ်ပါဘူးတိုင်းပြည်ပြင်ပမှာရှိနေတဲ့လူတွေကမြန်မာပြည်တွင်းမှာလုပ်နေတဲ့သတင်းပညာမျိုးကိုဝေဖန်နေသူတို့ကရောပြည်တွင်းမှာမီဒီယာလုပ်လို့မရဘူးလားဒါပါလားညာလားမေးခွန်းထုတ်တာတွေရှိခဲ့တယ်နော်ခုလည်းရှိနေသေးပါပဲအဲ့တော့ဒီ popular သတင်းကအင်္ဂလိပ်လိုရေးတာမနေ့ကတော့ကဇော်မင်းထွန်းပြောတဲ့ကျွန်တော်တို့မနေ့ကပြောခဲ့တဲ့ဟလာကြားချက်နဲ့ပတ်သက်ပြီးတော့ KNU ကိုဆွဆွဲတဲ့သတင်းဇော်မင်းထွန်းပြောတာဇော်မင်းထွန်းတို့ပြောတဲ့အတိုင်း popular news channel ကဗမာလိုရေးပြီးတဲ့အပြင်အင်္ဂလိပ်လိုရေးတာအင်္ဂလိပ်လိုရေးတဲ့ဆိုတဲ့ကူကဒါနိုင်ငံတကာကိုပြန့်ကျင်လို့ပေါ့ဗျာအဲ့တော့သူတို့ကနိုင်ငံတကာကိုဘင်ဟောင်းလောင်းကြီးနဲ့ပြန့်မလို့တော့ဖြန့်တယ်လို့ဖြစ်တာပေါ့ဗျာနော်ဒါမျိုးတော့ဖြစ်တာအဲ့တော့အဲ့ဒီသတင်းကိုကျွန်တော်ကြည့်လိုက်တယ်ပေါ့ဗျာနော်ကြည့်တော့ရေးထားတာအကုန်လုံးကဇော်မင်းထွန်းတို့စစ်တပ်ကပြောတာကိုပဲရေးထားတာနော်သတင်းဆိုတာတဲမလိုက်ရဘူးအတန်ပေါင်းဆိုပါရမယ်ဆိုတဲ့သတင်းရဲ့အခြေခံတကယ်တတ်မှတ်ချက်နဲ့တော့မကိုင်းဘူးဘာကြောင့်လဲဆိုတော့ KNU ဘက်ကသဘောထားဖြန့်ပြေးထားအောင်KNU ဘက်ကဥမာ KNU ပြောခွင့်ရကပြောတာတွေဒီနေ့မှာပါတာပဲဗျကိုယ့်ကိုယ်မင်းရင်တော့မှထည့်ကြည့်လို့ရတာ KNU ဘက်ကပြန်ပြီးတော့ချိပတ်ထားတာတွေမပါဘူးစစ်တပ်ကပြောတဲ့အတိုင်းဂျမစစ်တပ်ကပြောတဲ့အတိုင်းဇော်မဲလုံးပါစက်ကပြောတဲ့အတိုင်းရေးထားတာအဲ့တော့ရိုးရိုးလေးပါမြန်မာနိုင်ငံတွင်လာမရောက်နိုင်လို့ဂျမစစ်တပ်လက်အောက်မှာလုပ်တဲ့သတင်းမီဒီယာဆိုတာနော်မရောက်နိုင်လို့အလိုမကြတာဘာမှလုပ်လို့မရဘူးအဲ့ဒီအတွက်တကယ်စစ်မှန်တဲ့သတင်းမီဒီယာတွေဟုတ်ရဲ့လားဆိုတော့မေဘုံထုတ်ဖို့တော့မှာဖြစ်ပါတယ်ကိုကြောင့်ဒါကရှေ့အပိုင်းနဲ့ဆက်လို့ပါဒုတိယပိုင်းကတော့ဒီကနေ့သတင်းထွက်လာတယ်ဟလားမနေ့ကတော့မနေ့ကမဟုတ်ပြီးခဲ့တဲ့ရက်ပိုင်းက KK ပောက်ကိုစစ်တပ်ကဇလန်းစင်စက်ကွက်နဲ့ဇညွန်းနဲ့
ရုပ်ရှင်ရဲ့ဒီလိုဝင်စီးတဲ့ဖြစ်ရဲ့တရင်တွေကကြေကြေလောင်လောင်ထွက်ဟန်ပြလောက်တာမှပေါ်သွားတဲ့ခါကျတော့အခုတကယ်ပဲစီးတော့မယ်ဆိုတဲ့တရင်ထွက်တယ်တဲ့ထွက်လာရောစောချစ်သူတို့မနေနိုင်ဘူးသူတို့ကားတွေနဲ့ကိုပဲသူတို့ကိုယ်တိုင်ဦးစီး BGF ကဦးစီးပြီးတော့အဲ့ထက်ကလူတွေကိုကြောင်းထုတ်နေတယ်တဲ့ဆိုတော့ကျွန်တော်တွေးတာကဟိုတရက်ကပဲစစ်တပ်ကဝင်စီးတယ်ဆိုတော့ကပဲလူ2000လောက်ဖမ်းတယ်လို့ပြောတယ်အခုကျတော့ဓာတ်ပုံတွေပြတာပြန်ထုတ်နေတဲ့လူတွေလည်းမနေဘူးလားကားကြီးတွေနဲ့၆ဘိန်းကားကြီးတွေဘာကြီးတွေနဲ့နော်မနေဘူးဘယ်ရောက်လာလဲဘယ်အဲ့လူတွေစစ်တပ်ဝင်စီးတဲ့နေရာဘယ်နာညာသွားပုံနေကြတယ်လဲမသိပုံးတဲ့နေရာလဲတော့ဘောဖို့များအဲ့နေရာကြီးကလည်းအကျယ်ကြီးယူပြတော့အဲ့တော့လူ2000လောက်တည်းကဆရာကိုင်းတော့2000လောက်ဖမ်းပြသလားမသိဘူးဗျာမပြောတတ်ဘူးလူကလည်းဘယ်လောက်ရှိလို့ရှိမှန်းမသိဘူးတေချာကတော့နေအောင်လိုက်လို့ဖမ်းတယ်လို့ပြောတယ်2000တော့မကတာတေချာတယ်အခုဟိုပြောင်းထုတ်နေတယ်ဆိုတဲ့လူကနဲတာမှမဟုတ်တာဗျအဲ့တော့ BGF ကတော့တရင်မှပြတော့သူတို့ကတော့ဒီလူတွေကသူတို့ဆန္ဒသဘောထားနဲ့ပြန်ဖို့အတွက်သူတို့ကစီစဉ်ပြီးတယ်ပြောတာပဲဝေဖန်တဲ့လူတွေကလည်းပဲတကယ်ပြန်တာမဟုတ်ပါဘူးပေါ့ဒီပတ်တရထုတ်လာပြီးတော့များဝီတွေကတနေရာမှာသွားချထားမယ်ထင်ပါတယ်ပေါ့ဒီလိုမျိုးလေးပဲပြောကြတာအဲ့တော့နယ်လီချိုးလိုက်ရတော့ကိုကြောင့်မောင်ရင်ဒီကြားပြန်ကိစ္စကလှုပ်နေပြီပေါ့နော်လှုပ်နေပြီဒါပေမဲ့လည်းပဲအမြင့်ပြုတ်ဖို့ကတော့အများကြီးလူသေးတယ်အမြင့်ပြုတ်ဖို့ဆိုတာကအမြင့်ကိုဖြတ်မှအမြင့်ကပြုတ်အမြင့်ကိုမဖြတ်ဘဲနဲ့အမြင့်ကမပြုတ်ဘူး GFM ကပြောထားသလိုအမြင့်လက်တဲ့ပြေခံကဘယ်သူလဲရှင်းကြီးလေပြမှာစင်သွားတာထက်တောင်မှရှင်းသေးတယ်နေအွန်လိုင်းဆောင်တဲ့အကျန်းဖက်စစ်တပ်ဒါလျင်အမြင့်လက်တဲ့ပြေခံဒီအမြင့်လက်တဲ့ပြေခံကိုမဖြုတ်ဖဲတဲ့တော့ကြားဖြန့်ပြုတ်ဖို့ဆိုတာဝေလီလုံရက်ပဲဖြစ်မှာပဲဆိုတော့ဟုတ်ကဲ့ပါကိုကျော်သိန်းဒီစကားတွေဒါထက်ကပြောနေရတဲ့အခြေအနေပေါ့လေဆိုတော့ဒါဟိုလက်ရှိအခြေအနေမှာလည်းဒါနဲ့ပတ်သက်တဲ့ဒီနိုင်ငံတကာကဒါကိုလေးနက်တာအာရုံစိုက်ပြီးဖြည့်ရှင်းဖို့လိုနေတဲ့ကိစ္စတွေပဲကျွန်တော်တို့ယူဆပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာတွေသွားလိုက်ရအောင်ပါနောက်ဆုံးဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ဒါအတွေ့အကြုံရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ဆွေးနွေးရဖို့ရှိတာတယ်ပေါ့လေဆိုတော့ဒီရွေးကောက်ပွဲရတဲ့တည့်ရတိုင်းဒါစိတ်ကြိုက်လုပ်ပြီးတော့စီမံသူတို့စိတ်တိုင်းကြလုပ်ပြီးသူတို့ဖြစ်ချင်တဲ့ပုံစံတိုင်းဖြစ်ဖို့စီစဉ်ထားတဲ့စစ်တပ်ကလုပ်ထားတဲ့စီမံဆိုတော့လေအခုဒီရွေးကောက်ပွဲမှာဖြစ်ပြနေတဲ့အခြေအနေရတယ်ဒါဒီရေရမလို့အနေထားရှိပါတယ်ဆိုတော့တချို့ဒီတက်ဖို့ကိုယ်တည်းဆိုတာတယောက်တည်းပြန်ရမယ့်အနေထားတွေရှိတဲ့ဒေတာတွေပေါ့လေကျွန်တော်တို့တွေ့လာရပါတယ်မဲဆန္ဒနဲ့တွေ့ရတယ်ပေါ့တယောက်တည်းပြန်ပြီးတော့ခြေခောက်လဲရင်တော့လည်းမပြောတတ်ဘူးပေါ့ဗျာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါကိုကျော်သိန်းကတက်ဖို့ကိုယ်တည်းတွေတယောက်တည်းပြန်ရမယ့်အခြေအနေတွေလည်းဆွေးနွေးပေးပါဦးအေးဗျာနော်တယောက်တည်းပြန်နိုင်လည်းပဲနိုင်မယ်လို့တော့ပြောလို့မရဘူးတယောက်တည်းပြန်ခြေခောက်ဒါပေမဲ့အခုတော့ရှိတာပေါ့ဗျာအခုကဘာလဲဆိုတော့သူတို့ကိုယ်တိုင်ကဒိုင်းဟလာအကြီးပြန်ဖို့အတွက်တနတ်ဖောက်တာလဲသူတို့ပဲဟလာဝင်ကြိုင်တာလဲသူတို့ပဲနော်ကြိုင်တဲ့လူတွေကလည်းပဲသူတို့ကပြန်ခိုင်းတယ်လို့ပဲကြံရတာပဲနော်သူတို့ကိုယ်သဘောနဲ့ကိုလှုပ်ချင်နိုင်လို့ရတာမဟုတ်အဲ့တော့ဘာနဲ့တူတယ်လဲဆိုတော့ကာတွန်းလေးတစ်ခွက်လို့ပေါ့နော်ဒိုင်လူကြီးတဲ့လူကလည်းဝင်ပြိုင်တဲ့လူကပဲဒိုင်လူကြီးပဲလက်ထက်မှာတနတ်ဖောက်တဲ့တနတ်နဲ့စပြေးဖို့အတွက်တာထွက်ဖို့အတွက်အချက်ပေးတဲ့တနတ်နဲ့ရိုင်းတဲ့လူကရုပ်ရှင်လည်းရှိဥပါတယ်ဒီဥစ္စာခါသားရုပ်ရှင်လောင်တဲ့ရုပ်ရှင်ဟလာတနတ်ဖောက်တဲ့သူကိုယ်တိုင်ပြေးတယ်သူဘေးနဲ့လိုက်ပြေးတဲ့ကောင်တော့ပြစ်တဲ့ဟိုကောင်ပြစ်လိုက်ဒီကောင်ပြစ်လိုက်နောက်ဆုံးသူတယောက်ပဲကြက်ဆိုတော့တယောက်တည်းပြေးတယောက်တည်းပြိုင်ဘက်နဲ့ပြေးလေပဲသူကဒီပြိုင်ဘက်တွေကိုအပြတ်ရှင်းပြီးတော့လူပဲနိုင်တယောက်တည်းပြေးတော့လဲပြောစရာမရှိဘူးပေါ့ဗျာသူပဲဒိုင်ဟလာပြိုင်တာလဲသူပဲအဲ့တော့တယောက်တည်းပြေးဘူဆွဲပေါ့ဗျာအဲ့ဒါကိုပဲမရှက်မကြောက်လုပ်နေတာဆိုတော့လဲပဲကျွန်တော်တို့ပြောရတာလဲအာညောင်းပါရဲ့ဗျာဖြစ်လာတော့လဲပြောရတော့ဒီတင်းကတော့ဘာလဲဆိုတော့ဒီရှမ်းမြောက်ဒေသအပါအဝင်မြန်မာနိုင်ငံတွင်ပြည်ပခဖြစ်နေတဲ့ဒေသ10ခုထက်မနည်းမှာဟလာမြောင်လိုက်တို့ရဲ့အတူရောင်ထောင်ချောက်ရွေးကောက်ပွဲဝင်မဲ့နော်ကိုယ်စလဲလောင်းဆိုသူကကျန်းဖွန်ပါတီကပဲရှိတယ်တဲ့တယောက်ပဲရှိတယ်တဲ့စင်းနေလည်းတွေ့တယ်ကျွန်တော်တို့နော်ကျန်းဖွန်ပါတီကပဲရှိတယ်တဲ့အဲလိုမျိုးကျန်းဖွန်ပါတီတပါတီတွေပဲရွေးကောက်ပွဲဝင်တာပြိုင်တာမဟုတ်တော့ဘူးဗျကျန်းဖွန်ပါတီတပါတီတွေပဲပြိုင်မဲ့ဆိုတာမျိုးကျွန်တော်တို့ပြောစရာမလိုတော့ဘူးကျန်းဖွန်ပါတီတပါတီတွေပဲရွေးကောက်ပွဲဝင်မဲ့ဒေသတွေထဲမှာတချို့စကိုင်းဘက်ကဒေသတချို့ချင်းဘက်ကဒေသတချို့လည်းပါတယ်တဲ့အဲတော့ဒုံးစံတိုင်းဟိုစားဟောင်းဖွာဘူးလက်ထဆွေရလည်းပဲမဆက်ဘဲနဲ့ပြောသေးတယ်ကြိုင်ဘက်မရှိတော့နိုင်ပြီးသားပေါ့တော်လဲဟာတာဗျာကြိုင်ဘက်မရှိတော့နိုင်ပြီးသားပေါ့အဲ့ဒါလားဗျာဒီမိုကရေစီကိုပြောတဲ့စကားကိုလို့ရလဲစဉ်းစားကြပါ
ဒါကဘယ်လောက်များမဒီမိုကရေစီလဲဆိုတာဗျာနော်တပါတီရဲ့ပြိုင်နိုင်တယ်ဆိုတဲ့ကိစ္စဘယ်လိုလုပ်ဒီမိုကရေစီလဲဗျာကိုယ့်အကူလဲစဉ်းစားကြပါဦးကြီးမင်းများနောက်ပြီးတော့ကျွန်တော်သတင်းနဲ့တွေ့ပါတယ်မဲဆွယ်စီယိုရေးကိုတော့မှဒါလုံခြုံရေးထက်နဲ့တို့ကလောက်ကြပါတချို့မြောက်နိုင်လွတ်လိုက်တဲ့သူတပည့်ဗိုလ်ချုပ်တွေဆိုတော့တို့လုံခြုံရေးနဲ့တို့တွေအမေတို့ရုံးဖွဲ့နဲ့တို့ငွေနဲ့တို့ဟလာဘယ်ရရတဲ့ငွေလဲတော့မသိဘူးရှင်းပါတယ်ဘယ်ရရလဲဆိုတော့တိုင်းပြည်ကဖိုးထားတဲ့ငွေလူတွေစီကဖိုးထားတဲ့ငွေပေါ့ဟုတ်တယ်မလားလုံခြုံရေးရတယ်တို့လုံခြုံရေးနဲ့တို့တွေအမေလူလာတာတဲ့အဲ့တော့ကိုလုံခြုံရေးနဲ့ကိုမဲဆွယ်ကြမယ်တဲ့ဘာဒီဆိုကကြတော့ကိုလုံခြုံရေးလဲကိုမပေးနိုင်ဟလာကြောက်လဲကြောက်ဆိုတဲ့အခါကျတော့မြေပြင်မစင်းမဲနဲ့ online ကနေပြီးတော့မဲဆွယ်မတဲ့တာနော်မာလာတို့အထူးအကြောင်းဒီကောက်ပွဲလို့လှုပ်လိုက်ပုံများတော့ online ကနေမဲဆွယ်မတဲ့တခြားနိုင်ငံတွေမှာလည်းဒီကောက်ပွဲဝင်တဲ့နိုင်ငံရေးပါတီတွေ online ကမဲဆွယ်ကြပါတယ်ဒါပေမဲ့ online ကြီးလည်းမဟုတ်ပါဘူးဗျနော်အဓိကလူကိုယ်တိုင်မဲဆွယ်စီရင်ရေးကအဓိကခင်ဗျားကိုယ်စားလှယ်တယောက်ကိုယ်စားလှယ်လောင်းတယောက်အနေနဲ့ကိုမဲဆန္ဒရှင်တွေရှေ့ချပြပြီးတော့ကျွန်တော်ကိုကြည့်ပါကျွန်တော်ကတော့ဒီလိုမျိုးကျွန်တော်ပူတွေကတော့လူရှိပါတယ်ကျွန်တော်မဲဆန္ဒရှင်တွေကောင်းဖို့အတွက်ကျွန်တော်ကဒါတွေလုပ်မှာပါကျွန်တော်ပြိုင်တဲ့ကျွန်တော်မူတွေကဘလို့ပိုကောင်းပါတယ်ဒါအပြင်ကျွန်တော်ကတနိုင်ငံလုံးအတွက်ဆိုရင်လည်းကျွန်တော်ရဲ့အစီအစဉ်တွေကဒီလိုရှိပါတယ်ကျွန်တော်တို့ပါတီရဲ့မူတွေကဒီပြိပခါကိုရက်စဲမှုတွေဒီလိုမျိုးကျွန်တော်ပြင်ဆင်ထားပါတယ်ဒါကျွန်တော်ကကောင်းတယ်ကျွန်တော်ကောင်းတယ်ရုပ်ပြပေါ်ထားတာကျွန်တော်ဒီလိုမျိုးဟလာကိုမဲပေးမဲ့မဲဆန္ဒရှင်လူတူကိုကြိုက်ပြီးတော့နောက်ဆုံးချစ်ပြီးတော့မဲပေးခြင်းတော့မဲနဲ့ချင်းဆိုင်ပြီးတော့မဲဆွယ်စီးအောင်ပါဗျနော် online ကမဲဆွယ်စီးအောင်မဲဆိုတော့တို့မဲဆွယ်စီးအောင်နဲ့မဲဆန္ဒရှင်တွေက online သုံးနိုင်ပါဗျမြန်မာနိုင်ငံမှာ internet ဖြတ်ထားတဲ့နေရာတွေတော့ယာယီရှိဘယ်လိုလုပ်မှာနေရနော်အဲ့ပါလေဗျနော်တော်ဟုတ်နေကြတာလေကဟိုကျွန်တော်ဘာပဲသွားတဲ့တရားလဲဆိုတော့တကယ်ကိုငါလေးငါတို့ငါမြင်းငါကိုမြင်းကိုဆိုင်ဆိုတာတကယ်ဒီလူတွေမှအစ်စ်ပဲအဲ့တော့ဗျာဘယ်လိုပဲမဲဆွဲဘယ်လိုဒီနဲ့ပဲမဲဆွဲဟလာပြိုင်ဘက်မရှိလို့မဲပေးစရာဘလို့လို့သာအဲ့နေရာမျိုးမှာရွေးကောက်ပွဲဆိုတာကြီးအထူးကြောင့်ရွေးကောက်ပွဲဆိုတာကြီးဖြစ်ပြီးတော့နော်ရွေးကောက်ပွဲဝင်ပါတယ်ဆိုတော့တူဒီတော့ဟလာပါတီကလူတွေနိုင်နေဆိုပြီးတော့ဖြစ်ပါတကယ်ရွေးကောက်ပွဲနေ့မှာမဲဆန္ဒရှင်ဘယ်လောက်မဲလာပေးမလဲဆိုတော့ကတော့ကိုကြောက်မောင်သူတို့တွေကိုယ်တိုင်ရင်ခုန်စိတ်လှုပ်ရှားသွားနဲ့စောင့်ကြည့်နေမယ်လို့ကျွန်တော်ကတော့ထင်တာပဲဒါပေမဲ့ကျွန်တော်ကမာလာတို့စစ်တက်လုံးမဲ့အကွက်ကတော့ကျွန်တော်ကြိုပြင်ပြီးသားနော်ကြိုပြင်ပြီးသားခင်ဗျာဖိုတိုကမ်ပိန်းဖိုတိုအော့တွေလုပ်မှာဘာလဲဆိုတော့စစ်တက်တဲကမိသားစုဝင်တွေဘယ်မှလည်းပြေးလို့မရဘူးတက်ထဲအောင်ထွက်လို့ရတာမဟုတ်အဲ့ဒီမိသားစုဝင်တွေခေါ်မယ်နော်ကျန်းဖုံးကလူတွေခေါ်မယ်ကျန်းဖုံးပါတီဝင်တို့ကျန်းဖုံးကိုထောက်ခံအားပေးသူတို့ပြီးတဲ့အခါကျတော့သူတို့အများတန်းလှုပ်တာလို့ဝေပေးပြီးဆန်ဟိုတော့9000စားခေါ်တယ်ပြီးတော့6800စားဆိုတာဈေးတွင်ကြီးတော့များသွားပြီအဲ့လိုမျိုးတွေပေးပြီးတော့ခေါ်မယ်ပြီးသွားရင်မဲယုံတွေရှိမှာတန်းစီခိုင်းမယ်ဟိုကြံမာတော်မှဟလာကားတွေပေါ်တင်ပြီးတော့ပျော်ရတယ်ဆိုပြီးတော့တဲ့သေးတာဗျာဒီပေါက်ပဲပို့လုတ်ပြီးတော့ဟုတ်တယ်မလားနိုင်ငံတကာတော့ဝေဖန်ထားတာဆိုတော့မဲဦးရှိမှလူကြီးနဲ့တန်းစီတာမျိုးတွေလုပ်မယ်ဒီတဲ့အခါကျရင်ဒီကောက်ပွဲမှာလူကဘယ်လောက်ထောက်ခံပြီးတော့တခဲနဲ့ဘယ်လိုမဲပေးပါရဲဆိုတော့မျိုးလုပ်မယ်အဲ့တော့စောင့်ကြည့်အောင်ပဲကိုကြောက်ပေါင်းကြီးဒီဘက်ကဒီမဲရုံကမဲတက်စီတော့လေဒီလူတွေပဲဟိုမဲရုံကတက်စီဒီလူတွေပဲဆိုတာမျိုးတွေရောတွေ့လာရအောင်မလားပြီးတော့လူ10ယောက်ကိုအယောက်1000ပေးအောင်လို့ဘယ်လိုများ Photoshop ကိုပလဲဒါလေးတွေလည်းကိုကြောက်ပေါင်းကျွန်တော်ပြုတ်ရည်ရအောင်ပါဗျာသိလားဒီစရာလေးတွေကျွန်တော်စောင့်ကြည့်ကြပေးတာပေါ့အဲ့တော့တကယ်ကလေးကွက်တွေပေါ့တာရှင်းဝေးမကြည့်နဲ့နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကိုယ်တိုင်ပြောထားတာတွေကိုပဲနည်းနည်းပြန်ကြည့်နော်မြောက်လိုက်ကိုယ်တိုင်ပြောထားတယ်ဒီရွေးကောက်ပွဲကိုသူတို့ရဲ့တူအောင်ရွေးကောက်ပွဲကိုတနိုင်ငံလုံးမှာမလုပ်နိုင်နော်အခုမဲဆန္ဒနယ်တိုင်းမှာမပြိုင်နိုင်ဘူးပါတီတိုင်းမပြိုင်နိုင်ပါတီတိုင်းမဲဆန္ဒနယ်တိုင်းမှာမပြိုင်နိုင်မဲဆန္ဒနယ်တိုင်းပြန်နိုင်တာကြံဖို့ဒုတိယကတော့တဆညာရှိမှာပေါ့နှစ်ပါတီစလုံးကပါတီနှစ်ခုစလုံးကစစ်တပ်လုပ်ဝေကန်စစ်တပ်လက်အောက်မဲဆက်စီယိုကြီးကြောမလုပ်နိုင်ဘူး online ကလုပ်ရမယ်ဒီအခြေအနေတွေကိုကြည့်ရင်ကိုပဲကိုကြောက်ပါမဲ online ရဲ့အတူအယောင်ထောင်ချောက်လိန်စီတွေကောက်ပွဲကအရသာပြတဲ့ပုံစွတ်ပြီးတော့စစ်တပ်ကအာဏာစက်ကင်ထားနိုင်ဖို့လုပ်တဲ့တကယ်အတူအယောင်ထောင်ချောက်လိန်စီတွေကောက်ပွဲဆိုတာကတော့ပိုပြီးတော့အထောက်အထားတွေတက်သေးတွေခိုင်မှာထွက်လာတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကိုကြောက်ပါ